လာပါဒီကနေ့မှာတော့ကျွန်တော် Minecraft ထဲမှာရှိတဲ့ဖြူရယ်ဖမ်းပြောမှဆိုလောင်စာဖမ်းပေါ့ဗျာစောက်ပြပေးတော့ဖြစ်ပါတယ်ဒီဖမ်းကိုစောက်ဖို့တော့ရန်ကိုလွယ်ကူပြီးမင်းတို့ရဲ့ survival war အတွက်အရန်ကိုအသုံးကျပါတယ်စောက်မယ်ဆိုတော့အရင်ဆုံးဒီမှာမီးမလောင်တဲ့ကြောက်ပေါ့ဗျာပြောမှဆိုရင်ကြောက်ဒီပေါ့ဗျာတစ်သားကြီးပါရောမရဘူးဒီမှာ Cauldron တွေကိုအဲ့လိုအတိုက်တိုင်းချမယ် Cauldron တွေချအဲ့မှာဘာနဲ့လုံးဝဖြစ်ပြCauldron ကအရေးမကြီးဘူးကိုလိုချင်လောက်ချလို့ရတယ်ဒီမှာအဲ့မှာကျွန်တော်ကတော့ stone brick ကိုတုံးတယ် stone brick အဲ့မှာ stone brick ကိုတုံးတယ် stone brick ကိုတုံးပြီးကျွန်တော်လုတ်တဲ့အတိုင်းလိုက်လုတ်ပါကျွန်တော်လုတ်တဲ့အတိုင်းလိုက်လုတ်ပါဒီမှာတန်းလေးရပြီဆိုရင်တော့ကျွန်တော်ကpointed drillstone တွေကိုလိုချမယ်ဟုတ်ပြီနော်အဲ့မှာ pointed drillstone ဒါတွေကဂူထဲမှာမိုင်းလို့ရတယ်ဗျာဒါတွေကလွယ်ကူပဲမိုင်းလို့ရတယ်အဲ့ဒါပြီးတော့ဒီမှာဒီဘေးမှာကျွန်တော်တို့က slab ပြားတွေချမယ်slab ပြားတွေပေါ့ဗျာ slab ပြားဒီမှာရောဒီမှာ slab ပြားတွေချမယ်slab ပြားတွေချပြီးရင်တော့ဒီမှာလည်း slab ပြားတွေချမယ်ဒီမှာချမယ်slab ပြားတွေချပြီးပြီဆိုတော့ဒီမှာဒီအပေါ်မှာကျွန်တော်တို့ကလာဘားတွေဘာတွေကိုမြင်လို့ရအောင်လို့အဲ့မှာမှန်အနေနဲ့ကျွန်တော်တို့ဟောလုပ်လိုက်တယ်ဘရိုတို့အဆင်ပြေမယ်ဆိုရင်တော့အဲ့မှာမှန်မဟုတ်ဘဲနဲ့မှန်စားအဲ့မှာကြံတဲ့ block ပြောမှဆိုရင်တော့မီးမလောင်တဲ့ block ပေါ့တစ်သားတော့မရဘူးတစ်သားမီးလောင်တယ်မှန်နေချမယ်မှန်ချပြီးတော့ဒီမှာလာဘာဘက်ကတ်ကိုအဲ့မှာလာဘာကြီးလောင်းမယ်လာဘာကြီးထည့်ပြီးတော့ဒီမှာတို့automatic ကြာနေမှာပေါ့နော်အဲ့မှာလာဘာတွေကချိန်တိုင်းတော့လာဘာတွေပြည့်သွားပြီဆိုရင်အခုနေအောင်ပြည့်သွားပြီအဲ့မှာလာဘာတွေပြည့်သွားရင်တိုင်းလေး easy ဒါခတ်နေအောင်ပေါ့နော် infinity လာဘာဖမ်းပေါ့နော်လွယ်လေးပါဒီဖမ်းဆောက်တာကတော့လူတိုင်းဆောက်တတ်ပါတယ်ပစ္စည်းတွေကတော့အဲ့လိုကြီးမရှာမခဲရင်အားကြောင့်မလို့ဆောက်လို့လွယ်ပါတယ်ဟုတ်ပါပြီ